โอเคအားလုံးမင်္ဂလာပါဒီတော့ဗီဒီယိုစင်လေးမှာတော့ကျွန်တော်တို့ဒီ isometric drawing လေးတစ်ခုပေါ့နော်ဆွဲဖို့ကျွန်တော်တို့စဉ်းစားထားပါတယ်ဒီပုံလေးကိုရွေးချယ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာAutoCAD နဲ့ပုံလေးနဲ့ပေါ့နော်ကျွန်တော်ရဲ့ reference ပုံလေးကိုကျွန်တော်နေရာတစ်ခုစီခွဲယူထားတယ်ပြီးရင်ဒီမှာ AutoCAD ထဲဝင်ပြီးနေရာတစ်နေရာယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာsetting ချိန်နာတွေပါရတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံလေးကိုပဲတွားကြည့်လိုက်မယ်အဲ့တော့ဒီမှာဆိုရင်သူကdimension တွေတော့ပေးထားပါတော့ဒီမှာဒီကနေဒီဆိုရင်60နောက်တစ်ခါဒီကောင်ဆိုရင် radius 25ပေါ့နော်ဒီကောင် radius 25ဒီအဝိုက်ဆိုလိုတာ diameter 50ပေါ့နော်အဲ့တော့ဒီကောင်လေးက50ဒီမှာဆိုရင် dimension က40ပေးထားပါတော့40ဆိုတော့ဒီကြားထဲကကွာခြားချက်10လောက်ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆွဲရင်းနဲ့လိုတဲ့ဟာလေးကျွန်တော်တို့ calculation လေးလုပ်မယ်ပေါ့နော်လုပ်ပြီးတော့ကျွန်တော်တို့ပုံလေးကိုပြီးအောင်ဆွဲပါမယ်အဲ့တော့ဒီ line နေစဆွဲလိုက်မယ်ပေါ့နော်60ဆိုတော့ line လေးယူလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီမှာtop plane မှာမဖြစ်နေဘူးပေါ့နော်ဒီကောင်လေးကအဲ့တော့ကျွန်တော်တို့ကF5 နဲ့ top plane ဖြစ်အောင်ပြောင်းလိုက်မယ် okay ပြီးဒီမှာ line လေးစဆွဲလိုက်မှာ line လေးဒီမှာဆိုရင် line က60ဆိုတော့60 enter okay အဲ့ဒါဆိုဒီမှာ line 60 line လေးရပြီပေါ့နော်အဲ့တော့60 line လေးကဒီ line လေးပြီးရင်ဒီကောင်အပေါ်ထောင်တက်တာ15ပေါ့နော်အပေါ်ထောင်တက်တာ15အဲ့ဒါတစ်ခါတည်းဆွဲလိုက်လဲရပါတယ်ဒီမှာဒီထိပ်ကနေအပေါ်ကို15ပေါ့နော်15 enter okay အဲ့ပြီးတော့ဒီမှာဒီကောင်ရဲ့ set wine ပေါ့နော်ဒီ set wine လေးက radius ကတော့25ပေါ့နော်ကျွန်တော်ပုံလေးကဟိုဘက်ရောက်သွားလို့ဒီမှာဒီကောင် radius 25ဆိုတော့ diameter 50ပေါ့နော်50ဆိုတော့ကျွန်တော်တို့ကဒီ center ဒီကနေဒီ25အောက်ကမှာရှိမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာline လေးယူလိုက်မယ်line လေးယူပြီးတော့ဒီကနေသူ့ရဲ့ center point ကိုထောက်လိုက်မှာနော် center point ကဘယ်လောက်လဲဆိုတော့25ပေါ့နော်25 enter okay ပြီးသွားမှာအဲ့ဒါကိုကျွန်တော်တို့ကcycle ဆွဲမှာနော်အဲ့တော့ isometric မှာကျွန်တော် cycle ဆွဲမယ်ဆိုဒီ cycle နဲ့တော့ဆွဲလို့မရပါဘူးနော်သူက ellipse နဲ့ဆွဲမှာဖြစ်ပါတယ် el enter I enter ပေါ့နော် el enter I enter အဲ့တော့ base point ကဒီမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာ plane ကလွဲနေပေါ့နော်ဒါဆိုရင်left ပေါ့နော်အဲ့တော့ကျွန်တော်တို့က top plane ပြောင်းမယ်ဆိုတော့ F5 ပေါ့နော် F5 okay ဒါဆို top plane လေးရောက်ပါပြီအဲ့မှာ radius 25ဆိုတော့25 enter okay ဒါဆိုရင်ဒါအောက်ဖက်ကဒီအဝိုက်လေးရပြီပေါ့နော်အဲ့မှာကျွန်တော်တို့အပေါ်ကို copy ပေးလိုက်မယ် co enter ပေါ့နော် co enter F5 နဲ့ကျွန်တော် plane ပြန်ပြောင်းလိုက်မယ်ဒီ top plane ကိုကျွန်တော်ကူးချင်လို့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်15ပေါ့နော်15 enter okay အဲ့ဒါဆိုရင်ဒီအဝိုက်လေးကဒါအပေါ်ဘက်ကအဝိုက်ဒီအောက်ဘက်ကတော့ဒီအောက်ဘက်အဝိုက်ပေါ့နော်ပြီးဒီဘက်မှာ line လေးနဲ့ဒီ tangent တစ်ခုဆက်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ tangent တစ်ခုဆက်လိုက်ရတာမဟုတ်ကျွန်တော်တို့ကသူ့ရဲ့ height က15ဆိုတခါလေးပေးလိုက်ပေါ့နော် okay အဲ့ဒါဆိုဒီမှာ quality တော့ကြားတယ်ပေါ့နော်ဒီ line က15 quality တော့ကြားတယ်ဒီလိုပုံလေးကိုကျွန်တော်ဒီလိုမျိုးစစ်လို့ရတယ်ပေါ့နော်နောက်တော့ဒီကောင်လေးကိုလည်းကျွန်တော် copy ကူးတင်လို့ရပါတယ်ဒီကောင်လည်း co enter ပေါ့နော် co enter အပေါ်ကို15ပေါ့နော် okay ဒါဆိုရင်ဒီလိုလေးပေါ့အဲ့မှာကျွန်တော်မလိုတဲ့ကောင်လေးဖြတ်လိုက်မယ်ပေါ့နော်ဒီကောင်လေးဆိုရင်မလို့ delete ပြီး tr enter ပေါ့နော် tr enter နဲ့ဒီကောင်လေးတွေဒီကောင်ချိတ်ပေါ့နော်ဒီလေးမလို့အဲ့တော့ကြားတဲ့အကောင်လေးကိုဖြတ်လိုက်ပေါ့နော်ဒီ white လေးပဲလိုတာပေါ့နော် okay ပြီးရင်နောက်တစ်ခုကသူ့ရဲ့ဒီ center အဝိုင်းလေးပေါ့နော် center ရဲ့ diameter 30အဲ့တော့ကျွန်တော်ဒီမှာ el enter I enter ပေါ့နော်အဲ့တော့ diameter 30ဆိုတာ radius 15ဆိုတဲ့သဘောပေါ့နော်ပြီးဒီမှာ top plane ပြောင်းလိုက်မယ် f5 ဆိုပြီးတော့ okay ဒါဆို top plane ပြောင်းသွားပြီပေါ့နော်အဲ့တော့ဒီမှာသူကကျွန်တော်က d enter ဆိုပြီးဒီမှာပေါ့နော် diameter ဆိုတာရှိတယ် diameter ရှိတယ် d enter ဆိုပြီးတော့ diameter 30ရွေးလိုက်ရတာမဟုတ် radius 15ဆိုရွေးလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ diameter ရွေးလိုက်မယ် d enter okay ဒါဆိုရင်diameter ကိုရွေးခိုင်းပြီ diameter မှာအမှန်မှာ30 enter ဆိုရွေးလိုက်ပေါ့နော် radius ကိုကျွန်တော်တို့က30တော့ရွေးမယ်ဆိုရင်တော့ဒီလိုမျိုးမရဘူး radius 30ဆိုရင်ပိုကြည့်တော့မှဒီမှာဒီ radius တော့25ပဲရှိတာပေါ့နော်အဲ့တော့ဒါလေးကလွဲတွက်တဲ့ဟာလေးပါပြီး copy ကူလိုက်မယ် co enter ဒါတော့ဟိုဘက်ကိုကူးမှာပေါ့ဟိုဘက်ကိုဘယ်လောက်ကူးလဲဆိုတော့ကျွန်တော်တို့က50ပေါ့နော်50 enter okay 50ဘာဖြစ်လို့လဲဆိုတော့ဒီအကောင်က radius 25ဖြစ်တဲ့အတွက်သူ့ရဲ့ diameter 50ပေါ့နော်ပြီး tr enter နဲ့ဒီကောင်လေးလည်းမလို့ဖြတ်လိုက်မယ်ပေါ့နော်ပြီးနောက်တစ်ခုကဒီကောင်လေးပေါ့နော်ဒီမှာဒါအောက်ဖက်အပေါက်လေးကမြင်နေရပါပေါ့နော်အဲ့တော့ဒီကောင်လေးလည်း copy ပေးလိုက်မယ် co enter ပြီးတော့ f5 နဲ့ကျွန်တော်အောက်ဖက်ကိုတဲသွားလို့ပေါ့နော် plane လေးပြောင်းလိုက်မယ်ဒီမှာလည်း15ပေါ့နော်15 enter okay ဒီမှာဒီလိုလေးပေါ့နော်ပြီးမှ tr enter နဲ့ဒီကောင်လေးရဖြတ်လိုက်ပေါ့နော်ပြီးဒီကောင်လေးလည်းဖြတ်လိုက်ပါဒါဆိုရင်ဒီဘက်အကောင်လေးရပါတယ်ပေါ့နော်ဒီဘက်အကောင်လေးရတော့ကျွန်တော်ဒီဘက်ကိုဆက်သွားမယ်ဒီဘက်နည်းနည်းရှင်းလိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒီဘက်ဆက်သွားမယ်ဆိုတော့သူကဒီမှာဒီကနေဒီက40အဲ့မှာကျွန်တော်အစွမ်းကကျွန်တော်ပထမပိုင်းမှာပေါ့နော်အစပိုင်းမှာပြောရနည်းနည်းလွဲပါရှိတယ်ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီကောင်က50ဆိုဒီကောင်က40ဆိုဒီကောင်က10ဆိုကျွန်တော်တို့ပြောပါပေါ့နော်အဲ့တော့ဒါပေမဲ့ပုံမှန်ကြည့်လိုက်လို့ဒီကောင်ကဒီမှာမှလည်းအဟတွေရှိနေတယ်အဲ့တော့ဆိုလိုတဲ့သဘောတစ်ခုကဒီကောင်ဒီဘက်က9ပေါ့နော်သူက
down တစ်ဖက်သွားတာမဟုတ်ဘူးတဝက်စီပေါ့နော်ဥမာ40နဲ့50နဲ့ကွာချက်မှာဒီကောင်40ဒီကောင် radius 25ဆိုဒီကောင်က50ရှိရအဲ့တော့50နဲ့40ရဲ့ကွာချက်က10အဲ့10တစ်ဖက်စီမျှယူထားပါဘောနော်တစ်ဖက်စီမျှယူထားအဲ့တော့ဒီဘက်က9ဟိုဘက်က9ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ line လေးနဲ့ယူလိုက်ပေါ့နော် line လေးနဲ့ဒီဘက်ကိုကျွန်တော်9ဆွဲလိုက်မယ် okay ဒီမှာဒီဘက်က5ပေါ့နော် enter okay အဲ့ဒါဆိုရင်ဒါဒီ line လေးပေါ့နော်အဲ့မှာမှသူကအပေါ်ဘယ်လောက်သွားလဲပေါ့နော်တစ်ချက်ကြည့်လိုက်မယ်ဒီမှာဒီထိတ်ကနေတိုတယ်ကနေဒီထိတ်ရ45ထိတ်ကနေပေါ့နော်ဒီမှာဒီကောင်ကဒီကနေဒီထိရ45ဒီကောင်က15ဆိုဂျားထဲမှာ45နဲ့15လုံးလဲပေါ့နော်ဒါဆိုရင်ဒီကနေဒီက30ဆိုတဲ့တော့ပေါ့နော်အဲ့တော့အမှမှကျွန်တော် line လေးနဲ့30ပေါ့နော်အပေါ်တက်လိုက်မယ်30 enter okay ပြီး30ပြီးဒီဘက်ကိုဆင်းနေတာပေါ့နော်ဒီကောင်က20အဲ့တော့ဒီမှာ20 enter okay ပြီးအောက်ဘက်ကိုပြန်ပြီးတော့30ထပ်သွားမယ်ပေါ့နော်အဲ့တော့ plane တွေကတော့ F5 နဲ့ပြောင်းပါတော့ပြီး auto move က F8 နဲ့အဲ့ဒီ F5 နဲ့ F8 နဲ့ကိုကစားပြီးပေါ့နော် isometric မှာပြီးအောက်ဘက်ကို30 enter okay ပြီးဒီဘက်ကိုဆွဲလိုက်ပေါ့နော်ဒီဘက်ကဘယ်လောက်ဖြစ်လို့ဆို20ပေါ့နော် okay အဲ့ဒါဆိုတော့အနေနဲ့ quantity လေးတော့ဖြစ်မှာပေါ့နော်အဲ့တော့ဒီထက်ဒီက40ပေါ့နော်အဲ့တော့ဒီမှာလည်း line လေးနဲ့ထိတ်ကနေဟိုဘက်ကို40ပေါ့နော်40 enter okay ပြီးထိတ်ကိုကြတော့ဘယ်လောက်လဲဆိုတော့30 enter ပြီးဒီမှာပေါ့နော်ဒီ line လေးဒီအသားလေးကဘယ်လောက်လဲပေါ့နော်အဲ့ဒါလေးကျွန်တော်တွက်ကြည့်မယ်ဒီမှာဒီကောင်40ရှိတယ်ဒီကောင်24ရှိတယ်အဲ့တော့40တွေက24ကိုနှုတ်လိုက်ရလာတဲ့ကောင်တစ်ဖက်စီမျှယူမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော် calculator လေးခေါ်လိုက်မယ်ရှိတာ40တွေကနေဘယ်လောက်နှုတ်မလဲဆိုတော့24 okay နှုတ်လိုက်ရင်ဒီမှာ16ကျန်ဆိုတော့တစ်ဖက်ကို8ပေါ့နော်အဲ့ဒါကို2နဲ့စားလိုက် okay ဒါဆိုတစ်ဖက်ကို8 okay အဲ့တော့ကျွန်တော်ဒီမှာ line လေးယူလိုက်မယ်ဒီ end point ပေါ့နော် end point ကနေ end point ဒီဘက်ကို8ဟိုဘက်က20ပေါ့နော်ဒီဘက်က20 okay ပြီးရင်ဒီဘက်က8ပေါ့နော်8 enter okay ပြီးရင်ဒီဘက်ကို20 okay ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဒီ line နဲ့ဆွဲပြီးတော့ကျွန်တော်တို့လိုနေတာဒီ3 line ကိုလိုနေတာဒီ3 line ကိုဆက်လက်မှတ်လိုက်မယ်ပြီးတော့ copy ကူးလိုက်မယ်ပေါ့နော် CO enter တက်မဆွဲတော့ဘူး okay ဒီလိုလေး copy ကူးပေးလိုက်မယ်ဒီ end point ကို okay ဒါကိုကျွန်တော်တို့မှန်လားမမှန်လားပြန်စစ်မယ်ဆိုရင်ဒီထိတ်နဲ့ဒီထိတ်နဲ့ကိုတိုင်းကြည့်လိုက်ပေါ့နော်ဒီမှာ dimension လေးနဲ့တစ်ချက်တိုင်းကြည့်လိုက်မယ်ပေါ့နော်ဒီမှာ alignment ကိုတော့linear ကိုတွဲယူလို့မရဘူးเนาะ alignment ကိုယူလိုက်ဒီထိတ်ကနေဒီထိတ်ပေါ့နော် okay ဒါဆို24ရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပုံလေးကမှန်သွားပြီပေါ့နော်အဲ့တော့ဒီ dimension လေးကဖြတ်လိုက်မယ် delete ပြီးရင် तू ကဒီကောင်လေးက20ပေါ့နော်အဲ့တော့အမှလည်း line လေးနဲ့အောက်ဘက်ကို20ပေါ့နော်20 enter ပေါ့ okay ဒီမှာဒီ line တွေပါမလို့ဆိုတခါတည်းဒါဖြတ်ခဲ့လို့ရတယ်ပေါ့နော် TR enter ဒီမှာဒီကောင်လေးတွေဖြတ်တခါတည်းဖြတ်လိုက်လို့ရတယ်ပေါ့နော်ပြီးဒီကြားလေးတွေကဒီမှာ24အဲ့ဒီမှာလည်းစစ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရဲ24ပြီးဒီကောင်အပေါ်20ထောင်တက်လိုက်တော့ကွက်တီဖြစ်မှာပေါ့နော်20 enter okay ဒါဆိုရင်ကျွန်တော်တို့ပုံလေးကမှန်တယ်ပေါ့နော်ပြီးတော့ကဒီ line နဲ့ line နဲ့ဟိုဘက်မှာတော့ဆက်ရမှာပေါ့နော်အဲ့ဒါကိုလည်း copy ပြလိုက်မယ် CO enter ဆိုပြီးတော့ဒီ end point ကနေဒီမှာဒီ end point ပေါ့နော် okay ဒီလိုလေးပေါ့နော်ပြီးရင်ဒီမှာဒီ line လေးကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်လေးတစ်ခါတည်းဆွဲလာလိုက်ပေါ့နော်ဒီလိုဆွဲဒီမှာတော့ထားလိုက်လို့ရပါတယ်ဒါမှမဟုတ်ဒီကောင်လေးကိုဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးတော့ဒီမှာ line လေးနဲ့ဒီလိုလေးပြီးလိုက်မယ်ပြီးရင် EH enter ဆိုပြီးတော့ extend နဲ့ဒီလိုလေးလုပ်လိုက်ပေါ့နော်ဒီလိုလေးရပါတယ်ပြီးရင်ဒီကြားထဲမှာ line လေးကြောင်းလေးရှိအောင်ပေါ့နော်ဒီ down line လေးအဲ့တော့အဲ့ဒါကိုလည်း enter ဆိုပြီးတော့ဒီလိုချိန်ပေးလိုက်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ပုံလေးရပြီပေါ့နော်အဲ့တော့ဒီမှာဘာလို့သေးတဲ့ချက်ကြည့်မယ်ပေါ့နော်ကျွန်တော်ပုံလေးကကြိုက်လားမကြိုက်လား okay အဲ့ဒါဆိုရင်အပေါ်ကဟာလေးလည်းအဆင်ပြေရပေါ့နော်အပေါ်ကအဆင်ပြေရပြီးရင်ဒီအောက်ဘက်ကအဝိုက်လေးလည်းအဆင်ပြေရပေါ့နော် okay အဲ့တော့ဒီမှာဒီ reference line လေးဘာလေးရှိပါလဲအဲ့ဒါရောမဆွဲတော့ပါဘူးဒီ line လေးပေါ့နော်ဒီ line လေးတစ်ခုကသူကရှိတော့ရှိရဲဒါပေမဲ့ဒီမှာမဆွဲတော့ဘူးပေါ့နော် okay အဲ့တော့ဒီဗီဒီယိုရဒီတော့ပါပဲအားလုံးပဲအဆင်ပြေကြပါစေAutoCAD နဲ့ပတ်သက်ပြီးတော့တခုသိချင်တာလေးတွေမေးချင်တာလေးရှိရင်လည်းမေးခဲ့လို့ရတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေ